လူဘဝမှာလေစုံနေပြီးတော့ခွဲကြတယ်ဒါကရှောင်လွဲလို့မရတဲ့တန်တရားတစ်ခုပေါ့ဒီနေ့မှာတော့အဲ့ဒီခီလန်းရဲ့အဓိပ္ပာယ်ကိုတသနာအမြင်တွေနဲ့အတူတူစူးစမ်းကြည့်ကြအောင်ဒါဟာလူဘဝရဲ့အစစ်မှန်ဆုံးတခါလေမှအနာကျင်ရဆုံးအမှန်တရားတစ်ခုကြောင့်ပြောပြမှာပါချစ်ကြိုက်ညာကွယ်ဒီစကားလေးလုံးကလူဆက်ဆံရေးတစ်ခုရဲ့အစအလေအဆုံးကိုအကုန်လုံးခြုံငုံမိနေတယ်လို့ပါပဲဒါကိုကန်ဆိုးတဲ့လို့ပြောလို့မရဘူးလေဒါကလူတိုင်းနိဗ္ဗာန်ဖြတ်တန်းကြရတဲ့အတဘာဝတရားရဲ့စီးချက်တစ်ခုပဲဖြစ်ပါတယ်ကောင်းပြီဒါဆိုဒီတန်တရားကရှောင်လွဲလို့မရဘူးဆိုရင်သူ့ထဲမှာအတိတ်ဘယ်ကိုဘယ်လိုရှားကြမလဲနာကျင်မှုတွေကိုရောဘယ်လိုကြမ်းကြမ်းခံမလဲဒီမေခွန်းတွေအဖြစ်ကိုလေရှေ့ခေတ်တနာပညာရှင်တွေရဲ့အမြင်တွေထဲမှာအတူတူရှားကြည့်ကြရအောင်ကဲပထမဆုံးအနေနဲ့ပေါ့နော်ကျွန်တော်တို့ရဲ့ခြေခံအကြဆုံးဖြစ်တည်မှုကိုတစ်ချက်လောက်ရင်ဆိုင်ကြည့်ကြရအောင်ဖြစ်တည်မှုဘာသာလို့ခေါ်တဲ့ existentialism ကဒီအထီးကျန်ခြင်းရဲ့အရင်မြစ်ကိုဘယ်လိုမြင်လဲဆိုတာလေ့လာကြည့်ကြပါမယ် existentialism ကဘာကိုပြောသလဲဆိုတော့လူသားဆိုတာမွေးဖွားလာကတည်းကကိုအခြေခံအဖြစ်တည်ရောက်တယ်ပဲတဲ့ကျွန်တော်တို့ကကိုယ်တွေ့ကိုယ်ခံစားချက်တွေနဲ့ကိုယ်ကဘာလေးထဲမှာအထီးကျန်စွာတည်ရှိနေကြတာပါဒါမို့ခဏလေးဒါကအဆိုးမြေဝါဒလားလို့တော့မထင်လိုက်နေဘူးเนาะဒါဟာကြောက်ချက်ကောင်းတဲ့အရာမဟုတ်ပဲကျွန်တော်တို့ရဲ့လွတ်လပ်တဲ့ရင်ခံတော်ဘာတစ်ခုသာဖြစ်တယ်လို့သူတို့ကဆိုပါတယ်ဂျင်ပေါ်ဆာထရရဲ့ဒီစလောင်းကိုကြည့်လိုက်ရင်ဖက်တီမှုဝါဒရဲ့အမြင်ကတော်တော်လေးရှင်းသွားတယ်တယောက်နဲ့တယောက်ဘလောက်ပဲနီးစပ်ပါတယ်ပြောတစ်ဖက်လူရဲ့စိတ်ဝိညာဉ်တွေကိုအပြည့်အဝဝင်ကြည့်လို့မရတယ်လို့ကိုယ်ခံစားချက်ကိုလည်းတစ်ဖက်လူကယာနှုံးပြထပ်တူနားလဲပြဖို့ဆိုတာမဖြစ်နိုင်ပါဘူးအဲ့တော့ဒီအမြင်အရဆိုရင်လေ language တွေဆိုတာကြာရှုံးသွားတာမဟုတ်တော့ဘူးဗျာဒါဟာကိုယ့်ရဲ့မူလအခြေအနေကိုယ့်ရဲ့တကိုယ်တည်းဖြစ်တည်မှုစီကိုပြန်သွားတာတတ်ပဲတကယ်တော့စုံစည်းခြင်းဆိုတာကမှအဲ့ဒီအထီးကျမှုကိုခဏတာမေ့ထားဖို့ကြိုးစားတဲ့ယာယီပူပေါင်းဆောင်ရွက်မှုတစ်ခုသာဖြစ်နေတာပါโอเคအထီးကျန်ခြင်းကအခြေခံအမှန်တရားဆိုရင်တော့လမ်းခွဲခြင်းမှာဖြစ်တဲ့နာကျင်မှုကိုဘယ်လိုကင်တွယ်မလဲဒီအတွက်ဒုတိယအမြင်ဖြစ်တဲ့ stoicism ကိုလေ့လာကြည့်အောင်သူတို့ကတော့လက်ခံနိုင်စွမ်းနဲ့စိတ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုကိုအဓိကထားတယ် stoicism ရဲ့အဓိကတော့ချက်ကတကယ်တော့အရန်ရှင်းပါတယ်လောကမှာကျွန်တော်တို့ထိန်းချုပ်လို့ရတဲ့အရာနဲ့ထိန်းချုပ်လို့မရတဲ့အရာဆိုပြီးနှစ်မျိုးပဲရှိတယ်ထိန်းချုပ်လို့ရတာကကိုယ့်ရဲ့တုံ့ပြန်မှုနဲ့အတွေ့အခေါ်တွေပါထိန်းချုပ်လို့မရတာကတော့တခြားလူတွေရဲ့စိတ်နဲ့အဖြစ်လောကရဲ့အဖြစ်အပျက်တွေပါပဲဒီဥပမာလေးကတော်တော်လေးလာတယ်စဉ်းစားကြည့်လေဆက်ဆံရေးတစ်ခုကိုကြက်ကရဝလာကြီးစီကနေခဏလေးငားထားတယ်လို့သဘောထားလိုက်တာချင်းငားထားတဲ့အရာမှန်သမျှဟာအချင်းတိုင်ပြန်ပေးရမှာပဲနိ so stoic တသနာကပေးခြင်းနဲ့လက်တွေ့ကြတဲ့အကျဉ်းချင်းကတော့သူရှိနေချိန်မှာအပြည့်အဝချစ်ပါတမိုးထားပါဒါပေမဲ့လမ်းခွဲရတဲ့အခါမှာတော့ဒါဟာတဘာဝတရားရဲ့အစေပိုင်းတစ်ခုပဲလို့လက်ခံပြီးကိုလန်ကိုအေချန်တင်ငင်စွာဆက်လျှော့ပါဖို့ပါပဲကဲအနောက်တိုင်းအမြင့်တွေကနေခဏခွာပြီးအရှေ့တိုင်းကလာတဲ့အမြင့်တစ်ခုကိုလေ့လာကြည့်ကြရအောင်ဗုဒ္ဓတသနာကတော့ဒီဆက်ဆံရေးတွေဖြစ်ပေါ်လာခြင်းနဲ့ပြတ်သွန်းသွားခြင်းရဲ့အကြောင်းတရားရင်းမြစ်ကိုဘယ်လိုရှုမြင်ထားလဲဆိုတာကြည့်ကြပါမယ်ဗုဒ္ဓတသနာမှာဆိုရင်ခြေခံအမှန်တရား၄ပါးထဲမှာကိုဒါကပါပြီးသားပိယေဟိဝိပယောကောဒုက္ခတဲ့ချစ်ခင်သူလည်းနဲ့ကြွယ်ကွင်းရချင်းဟာဆင်းရဲဒုက္ခသမျိုးပဲလို့ဆိုလိုတာပါဒါဟာရှောင်လွဲလို့မရတဲ့လူဘဝရဲ့အစိတ်ပိုင်းဆိုင်ရာတစ်ခုဖြစ်တိုက်ရိုက်အထီးမှပြုထားတာပေါ့ဒီအမြင်ရဆိုရင်လေဆက်ဆံရေးတစ်ခုဖြစ်လာတာကအကြောင်းအရာတွေအများကြီးတိုက်ဆိုင်သွားလို့အဲ့ဒီအကြောင်းတရားတွေစူးစီးနေချိန်မှာချစ်ကြိုက်ညာဆိုတာတွေဖြစ်လာတယ်အဲ့ဒီအကြောင်းတရားတွေကုံဆုံးသွားတဲ့အခါမှာတော့ကြွယ်ချင်းဆိုတဲ့အကျိုးတရားကဖြစ်လာတာဟာဓမ္မတာပါပဲတဲ့ဒါဘာကိုညွန့်ပြနေလဲဆိုတော့လမ်းခွဲတယ်ဆိုတာတရားရောက်ရမှချီပဲလို့ပြောလို့မရဘူးသက်ဆိုင်ရာအကြောင်းတရားတွေကုံဆုံးသွားလို့လည်းဖြစ်နိုင်တယ်ဆိုတာပါပဲအဆုံးစွန်မှာတော့လူတိုင်းကကိုယ်ကံကိုယ် create တော့ကိုယ်တိုင်းနာတာဝန်ရှိတယ်ဆိုတဲ့အသည့်ကိုပို့ပြီးခိုင်းမစေပါတယ်ကဲအခုဆိုရင်ကျွန်တော်တို့မှာမတူညီတဲ့အမြင်၃ခုရှိသွားပြီเนาะဖြစ်တည်မှုဝါဒရဲ့အထီးကျမှု stoicism ရဲ့လက်ခံနိုင်စွမ်းပြီးတော့ဗုဒ္ဓဝါဒရဲ့အကြောင်းအကျိုးဒီ၃ခုကိုပေါင်းပြီးတော့လာပါတဲ့ဥပမာတစ်ခုနဲ့ခြုံငုံသုံးသပ်ကြည့်အောင်ဒီဥပမာလေးကတော်တော်လေးလှပပြီးတော့နတ်နေတယ်အချစ်ဆိုတာကလေကိုရှောက်နေတဲ့ခီးရဲ့ပန်းတိုင်မဟုတ်ဘူးတဲ့ကိုစီရှောက်နေကြတဲ့ကိုရဲ့ခီးရှည်ကြီးပေါ်မှာအတူတူခိတ္တနာခွေရဇရက်လေးတစ်ခုလိုပါပဲဒီတော့ရင်ကျက်တဲ့စိတ်နဲ့ရှေ့ဆက်ဖို့တဲ့ဆိုရင်အဲ့ဒီဇရက်လေးမှာကြုံခဲ့ရတဲ့ပျော်ရွှင်မှုတွေကိုလှပတဲ့အမတ်တရားအဖြစ်တန်ဖိုးထားပါပြီးတော့အချိန်တန်ရင်လူတိုင်းမှာကိုစီသွားရမယ့်ခီးလန်းရှိတယ်ဆိုတာကိုလက်ခံပြီးကိုရဲ့မူလခီးကိုပြန်လဲစတင်လာရုံပါပဲအရေးကြီးဆုံးကတော့ဒီအချက်ကိုစိတ်ထဲမှာဆွဲမြင်းမှတ်ထားဖို့ပါပဲလမ်းခွဲခြင်းဆိုတာလေကိုယ့်ဘဝရဲ့စတင်ခန်းလုံးဝမဟုတ်ပါဘူးဒါဟာကိုယ့်ရဲ့ကိုယ်ပိုင်ဇလံကိုယ့်ရဲ့မူလခီးကိုပြက်လဲစတင်ခြင်းသာဖြစ်ပါတယ်နောက်ဆုံးအနေနဲ့ဒီမြေကူးလေးတစ်ခုကိုတော့စဉ်းစားစရာအဖြစ်ခြံထားခဲ့ခြင်းပါတယ်
တသနာအမြင်တွေအားလုံးကိုခြုံငုံကြည့်လိုက်တဲ့အခါအထီးကျန်ခြင်းနဲ့မိတ်ဖွယ်နိုင်ခြင်းဟာစိတ်ရဲ့တည်ငြိမ်အေးချမ်းမှုကိုရှာတွေ့နိုင်တဲ့လမ်းစာတစ်ခုများဖြစ်နေလေမလား